အားလုံးပဲမင်္ဂလာပါ essential မှာကြိုဆိုပါရစေအခုဒီ day 8 formula လေးသုံးပြီးတော့ဒီဟာပေါ့နော်အသက်လေးတွေကိုတွက်ပြသွားဖြစ်ပါတယ်အခုဒီအရင်ဆုံးပေါ့နော်ဒီအရင်ဆုံး format ကလေးကကြာပထမဆုံးရေးရပြီးတော့ month ပြီးတော့ date ဆိုပြီးတော့ဒီလိုလေးdate formula လေးကိုထည့်ထားပေးရပါမယ်ပြီးတော့ဆိုရင်အသက်ကလေးတွက်မယ်ဆိုရင် day 8 formula လေးကိုအသုံးပြုမယ်ပေါ့နော် day 8 formula လေးကိုကြာ day 8 formula လေးကကြာဒီ function မှာမရှိရတဲ့အတွက်ပေါ့နော်ဒီလိုရိုက်လိုက်တာနဲ့တော့မပေါ်ဘူးပေါ့အားဆိုရင်ကိုယ့်ဘာသာကို manual ရိုက်ပေးရပါမယ် date if မှာ d လေးတော့ DATED ပေါ့နော်d လေးပါအောင်ထည့်ပေးရပါမယ်မဟုတ်ရင် error တက်တယ်ပေါ့နော်အားဆိုရင်ဒီလိုလေးဖြစ်လာပြီဆိုရင်ပထမဆုံးသူကကို date of birth ပေါ့နော် birthday ကိုအရင်ဆုံးဆက်လက်မှတ်တယ်ပြီးတော့ဆိုရင်ဒီနေ့ date နဲ့တွက်မှာပေါ့နော်အဲ့မွေးရက်ကနေဒီနေ့ထိပေါ့နော်အားဆိုရင်ပြီးရင် green ပြန်ပိတ်မယ်ပြီး comma ခံမယ်သူကရေးရအောင်သိချင်တဲ့အတွက် y ပေါ့နော် y ကိုထားမယ်ပြီးရင် green ပြန်ပိတ်မယ်ပြီးအနာခေါက်မယ်ပေါ့နော်အခု1996ကနေပြီးတော့ဒီ2025ဆိုရင်သူကအသက်29ပြည့်ပြီပေါ့နော်အားဆိုရင်ဟိုအောက်ထိဆွဲချလိုက်မယ်ပေါ့နော်ဆွဲချလိုက်ရင်သူက auto day formula လေးကိုသုံးပြီးတော့သူကအသက်ကလေးတွေတွက်ပေးပါတယ်ကျေးဇူးတင်ပါတယ်